ဘုန်းကြီးเจ้าမှာတင်ရတဲ့မြန်မာစာအခြေခံကကြတော့တန်းเจ้าနဲ့မတူပြန်ဘူးဘလို့မတူတာလဲဆိုတော့တန်းเจ้าကကာကြီးခါဝေခါငယ်ကာကြီးကတင်ပေးပေမဲ့ဘုန်းကြီးเจ้าကြတော့ကကကီကီကုကုကေကေကောကောကန်ကာဒီလိုတင်ရတော့ကျွန်တော်တို့ကတစ်ချိန်တည်းမှာပေါ့လေဘုန်းကြီးစာရောတန်းเจ้าစာရောတပြိုင်တည်းတင်ကြားခွင့်ရခဲ့တာဒါတွေကိုပဲကျွန်တော်ကျေးဇူးကြီးမားတယ်လို့ပြောတာပါဒီလိုစာတွေမကောက်ဘူးပေါ့ဟိုဘိုင်းမှာလည်းပြောခဲ့ပါတယ်ကျွန်တော်တို့ရမင်္ဂလန်တော်ရတာဟိစိနေယင်တုတာရေဝကတောထဏနာတိကိသန္တိအဲ့ဒီဟာဒီပေါ့နော်ကျွန်တော်တို့ဒါတွေအခြေခံတွေပေါ့လောကုတ္တရာစာပေရဲ့အခြေခံတွေကိုသင်ကြားခဲ့ရတယ်ပေါ့အဲ့ဒါအပြင်ကိုသမန္တာသက္ကဝါလိတုအရရကိသန္တုဒေဝတာတာရမမုနိရာဇတ်တတုနန္တုတကမောက္ကရံဆိုတဲ့ပိယိတ်ကြီးအမောဟောနော်ပိယိတ်ကြီးအမောလို့ခေါ်တယ်ဒါကိုနက်ပင်လို့လည်းခေါ်တယ်ပေါ့ဒါတွေကိုကျွန်တော်တို့သင်ရတယ်ဒါတွေပြီးတော့မှမင်္ဂလာတုတ်ကိုပါဠိနဲ့အကုန်လုံး